ကျွန်တော်တို့နိုင်ငံမတိုးတက်ရခြင်းရဲ့အကြောင်းရင်းတွေကတခုပေါ့နော်ဘာလဲဆိုတော့တပါးနှစ်ပါးတည်သုံးတဲ့ဘုံကြီးကျောင်းတော်ကြီးခါကြတော့အကြီးပြောမှဆိုရင်တပ်ပေတယ်ဗျအကြီးဖြစ်နေတယ်ဆိုတရောလုံးမှာသားသမီးတွေပညာသင်ကြားသင်ယူနေတဲ့စာသင်ကျောင်းကြီးကကြတော့အဲ့ဒီကျောင်းမှာရှိတဲ့ဓမ္မယုံလောက်တော့မကြီးမားနေတာတော့ဒါလူတိုင်းသိကြမှာပါနော်အဲ့ဒီကနေကျွန်တော်တို့စာမနေတာပါဒါဆိုကျွန်တော်ဆိုတာဆရာတယောက်ဖြစ်ပါတယ်ကျွန်တော်လေတန်းပြတာဝန်ကြတဲ့ယောမှာဆိုရင်အတော့က2020လောက်ထင်တယ်အဲ့ဒီယောကနည်းနည်းနွမ်းပါတဲ့ဘော်ကြီးတရားတင်ရင်တပေါက်ပြထိပေါက်တယ်အဲ့ဆိုကျွန်တော်တို့ကျောင်းမှာကြတော့မူလွန်ကျောင်းပေါ့အမှုလွန်ကျောင်းဖြစ်တဲ့အတွက်ကြောင့်သူကအလေတန်း9တန်းအထိရှိတယ်အကျောင်းသားတွေလည်းနည်းနည်းတော့များတယ်ပေါ့နော်ကျောင်းကကြတော့ကျောင်းရဲ့အဆောက်အဦကကြတော့နည်းနည်းမကောင်းဘူးဗျာအကားတွေလည်းအလောက်လည်းမကောင်းဘူးနောက်အခင်းတွေလည်းမကောင်းဘူးခုံတွေလည်းအလုံးလောက်မရှိဘူးအဲ့ဒီအတွက်ကြောင့်ပေါ့တိလားကျွန်တော်တို့ဒီချီပေါက်တဲ့ဖော်ကြီးနဲ့ဆွေမျိုးတော်တွေကြောက်ဆရာမတွေကအဖော်စီကိုလှူခံတယ်ပေါ့နော်ဆိုတော့သူကဘယ်လိုပြောမလဲဆိုတော့အဲ့ဒါမလှူရှင်ပေါ့နော်အဲ့ဒါလှူလို့ရှိရင်ဒါကုသိုလ်သိမ့်မရဘူးပေါ့အကြောင်းသူကဓမ္မယုံပဲလှူမယ်ဆိုပြီးတော့ခုံလေးဗျာ50ခုံလောက်ရှိတယ်ဒီလိုပဲတစ်သားအကျန်းထိန်လေးနဲ့အဲ့လောက်ပဲလှူတယ်သူကျောင်းမှာအဲ့ဒီရွာကျောင်းမှာဓမ္မယုံသိမ့်1600 1900ပေါ့နော်2000နီးပါးအကုန်ကြားခံပြီးတော့သူဆောက်လုပ်တယ်ဗျာအဲ့ဆိုအဲ့လိုကျွန်တော်တို့တိုင်းပြည်မှာတော့အဲ့လိုလွဲမနေတာပေါ့ဟလာအလှဆိုရင်ဒါပဲလှူရမယ်ဆိုရင်ဖုန်ကျောင်းတွေတန်တာတွေပဲလှူရမယ်လို့အလွဲအမားကြီးဖြစ်နေကြတယ်ဆိုတော့ဒါကျွန်တော်တို့ရဲ့တိုင်းပြည်မှာအနာဂတ်ဥဆောင်မဲ့ကလေးတွေပညာသင်ကြားသင်ယူတဲ့ဒီတောင်းကျောင်းအခြေခံအစအဝါတကယ်ကောင်းဖို့လိုအပ်တယ်အဲ့ဒါကောင်လည်းတကယ်လို့ပျက်စီးနေရင်တောင်လူတွေကဘယ်လိုထင်လဲဆိုတော့ဒါငါတို့နဲ့မဆိုင်ဘူးအစိုးရနဲ့ပဲဆိုင်တယ်လို့ယူမှာအလွဲမားတွေမားနေကြတယ်အဲကြောင့်မို့ကျွန်တော်တို့နိုင်ငံမတိုးတက်တာပါအစိုးရတီလေအစိုးရတာဝန်တစ်ခုတော့ရှိပါတယ်ဒါပေမဲ့အစိုးရတစ်ခုနဲ့မပြီးဘူးကျွန်တော်တို့ပြည်သူတွေပူပေါင်းပါဝင်လှုပ်ဆောင်ရမယ်အဲ့ဒါမှကျွန်တော်တို့ရဲ့အရှိအနာဂတ်တွေတိုးတက်မယ်ကျွန်တော်တို့သားသမီးတွေပညာဒီထက်မကကောင်းမွန်သင်ကြားသင်ယူလာအောင်ကျွန်တော်တို့ကပါဝင်ပူပေါင်းရမယ်အကြောင်းတွေနိုင်ငံတော်ကဘတ်ဂျက်တစ်ခုပဲမျှော်နေလို့မရဘူးကျွန်တော်တို့ပျက်စီးနေတဲ့ကျောင်းတော်တွေကိုဟာလာစာသင်ကျောင်းတွေကိုရွေးပျက်စီးလို့ရှိရင်ကုညီဆောင်ရွက်ပေးရမှာဒီရောဒီရက်ကွက်မှာရှိတဲ့လူတိုင်းရဲ့တာဝန်ဖြစ်ပါတယ်အဲကြောင့်မို့ကျွန်တော်တို့ရဲ့ရှစ်အလွဲအမားကြီးဟာလာဖျားလူမကျောင်းဆောင်မတိမ်ဆောင်မဇေယလူမဟာလာဓမ္မယုံလူမကုသိုလ်ရတာမဟုတ်ဘူးကျွန်တော်တို့ရွာမှာလိုအပ်နေတဲ့လမ်းရည်တရားတွေအဓိကကျွန်တော်တို့ရဲ့အနာဂတ်လူငယ်တွေကိုကျွန်တော်တို့ကဘာလို့ပေးရမလဲဆိုတော့မြင့်တင်ပေးရမယ်လူငယ်တွေကိုဦးစားပေးရမယ်လူငယ်တွေကိုမြင့်တင်ပေးရမယ်ဒါမှကျွန်တော်တို့တိုက်ပြီးတိုးတက်မှာပါ